ရေချိုပစုံတို့ကိုစားကောင်းအောင်ချက်နည်းလေးမျှဝေပေးပါမယ်ရှင်ပစုံမျိုးစားတွေအများကြီးရှိတဲ့ထဲမှာယူကရေချိုပစုံတို့ကိုအကြိုက်ဆုံးပါယူကပစုံချက်လို့ရှိရင်တကူလုံးအခွန်ခွာလိုက်ပါတယ်ဒါမှဟင်းနှစ်ကလည်းအရသာဖြစ်ပြီးတော့ပစုံရဲ့အသားကလည်းမမထုတ်ကလေးနေတာကိုကြိုက်လို့ပါအခွန်ခွာပြီးသားပစုံတွေကိုရတာနဲ့နှက်ထားပါမယ်စားရဲ့ဟင်းခတ်မုတ်ရဲ့နွနေမုတ်လေးရဲ့ထည့်ပြီးပစုံလေးကိုအသားရနေထားပေးပါမယ်ကျက်သွန်တွေကိုထောင်းထားမယ်ခရမ်းချင်သီးလေးပပလှီးထားမယ်ကျက်သွန်ပြူလေးလည်းထောင်းထားပါမယ်ရှင်ပြီးရင်စီပူလိုက်ရင်ကျက်သွန်တွေကိုထည့်ပြီးကြော်ပါမယ်နွင်းလေးပါထည့်ပေးပါမယ်ကျက်သွန်တွေကိုစီထဲမှာနွမ်းလာထဲထိကြော်ပြီးလို့ရှိရင်ကျက်သွန်ဖြူထောင်းထားတာလေးထည့်ကြော်ပါမယ်ရှင်ကျက်သွန်ရဲ့ကျက်သွန်ဖြူရဲ့စီထဲမှာလှိမ့်နေအောင်ကြော်ပြီးနည်းနည်းလေးရွှေဝါရောင်ပြောင်းလာပြီးဆိုရင်ခရမ်းချင်သီးထည့်ပေးပါမယ်ခရမ်းချင်သီးလေးကိုခြေပေးပါမယ်ရှင်ခရမ်းချင်သီးလေးခြေလာပြီးဆိုရင်အရောင်တင်မုတ်လေးထည့်ပေးပါမယ်ဒီအစင်းထိရေမထည့်သေးပါဘူးရေမထည့်သေးဘဲနဲ့အရောင်တင်မုတ်လေးကိုလည်းစီထဲမှာလှိမ့်နေအောင်အရောင်လေးလှအောင်စီတက်ပေးပါမယ်ခရမ်းချင်သီးကိုလည်းခြေပေးပါဟင်းစီတက်တာစီလေးပြန်လာပြီဆိုရင်ခရမ်းချင်သီးကနည်းနည်းခြေဖို့လိုနေတဲ့အတွက်ရေနည်းအနည်းငယ်ထည့်ပါမယ်ဒီနေရာမှာရေရိုးရေထက်ရေနည်းထည့်တာပိုကောင်းပါတယ်ရေနည်းထည့်ခြင်းအပြင်ဟင်းကအနှစ်ကအစကနေပြန်ချက်စရာမလိုပဲချက်ချင်းပွက်ပါတယ်ရေအေးထည့်လိုက်မယ်ဆိုရင်အနှစ်ကိုရေစူအောင်ပြန်ဆောက်ရတဲ့အတွက်ချက်ချိန်ကြာသွားလို့ပါခရမ်းချင်သီးလေးကြည်တာခြေဝါပြီးစီလေးလည်းပြန်လာပြီးဆိုရင်အရသာနှက်ထားတဲ့ပစုံကိုထည့်ပေးပါမယ်ဟင်းအနှစ်ထဲမှာပစုံထည့်ပြီးလို့ရှိရင်ပစုံကိုအကျန်းပန်းမှွေလို့မရပါဘူးအသားအရာလေးမှွေမှာခေါင်းနဲ့ကိုယ်နဲ့မပြုတ်သွားမှာပါအခွန်မပါတဲ့အတွက်ခေါင်းနဲ့ကိုယ်နဲ့မပြုတ်သွားအောင်ထူးယူဆိုင်ပါမယ်ဟင်းလေးပိုပြီးစားကောင်းအောင်လို့နှိုးစိမ်းဘူးလေးတစ်ဘူးထည့်ပါမယ်ရှင်ပစုံကိုအုံနုလေးနဲ့ချက်ရင်လည်းတအားစားကောင်းပါတယ်ဒါပေမဲ့အုံနုကတော့ကျမရင်းနဲ့တိတ်မညီညွတ်လို့နှိုးစိမ်းလေးနဲ့ပဲချက်တာပါနှိုးစိမ်းလေးနဲ့ချက်တော့ကလေးလူကြီးအကုန်စားလို့ရပါတယ်ပစုံဟင်းချက်ရင်တတိထားမှာကရေမထည့်ပါနဲ့ပစုံကရေထွက်ပါတယ်သူ့ရင်းနဲ့သူပစုံနူးဖို့လုံလောက်ပါတယ်နှိုးစိမ်းလေးထည့်ထားတာစီးပြန်လာပြီဆိုရင်ငရုတ်သီးစိမ်းလေးထည့်ပါမယ်ငရုတ်သီးစိမ်းကတော့အလှထည့်တာပါဟဲလှအောင်ပါပစုံအကွေးငါအနွေးဆိုတဲ့အတိုင်းပစုံချက်ချိန်ရခဏပဲကြာတဲ့အတွက်ရေထည့်လိုက်လို့ရှိရင်ပစုံလေးသေးဝါတတ်ပါတယ်ကျုံကျုံလေးဖြစ်သွားတာပေါ့နော်အဲ့အတွက်သူ့ရည်နဲ့သူ့ကိုပဲပြန်ချက်ပါမယ်ဟင်းလေးစီပြန်လာပြီဆိုရင်နနမင်းလေးအုပ်ပေးပါမယ်ရှင်ဟင်းအိုးလေးဒီအနေဆိုရင်ချလို့ရပါပြီရှင်ဟင်းအနှစ်ကိုတော့6ကလေးစီပြန်လေးထားပေးဖို့တော့လိုပါတယ်ပစုံဟင်းကရေဘောလောနဲ့စားမကောင်းပါဘူးပစုံအနှစ်ကစီပြန်မှာစားကောင်းလို့ပါအားလုံးပဲဒီနေ့တိုင်းလိုက်ချက်စားကြည့်နော်တအားကိုစားကောင်းတဲ့ပစုံဟင်းလေးတစ်ခွက်ရသွားပါပြီနောက် vlog လေးတွေမှာပြန်ဆုံပါမယ်ရှင်